Hello doctor ဘယ်ရကမြင်မြင်ရုပ်ကြစီလဲ stress များတာ ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလုပ်နိုင်မလဲ exercise ပုံမှန်လုပ်ရမယ်အေးဝအောင်အေးရမယ်ဆလစ်မတောက်ရအောင် ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလျှော့စားရမလဲ ကြားတဲ့ ။ငွေကုန်ကြေးချမရှိပဲအရေးအကြောင်းတွေမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲ နေအောင်စီကိုတက်နိုင်ဆုံးရှောင်ရမယ်မဖြစ်မနေနေပူလဲသွားရမယ်ဆိုလို့ရှိရင်နေအောင်စီနဲ့ direct ထိတွေ့တာကိုရှောင်ပြီးခါကျတော့ထိတွေအုပ်ထုတ်တင်နေသွားဖို့လိုတယ် ။ Hello doctor ဘယ်ရကမြင်မြင်ရုပ်ကြစီလဲ stress များတာ ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလုပ်နိုင်မလဲ exercise ပုံမှန်လုပ်ရမယ်အေးဝအောင်အေးရမယ်ဆလစ်မတောက်ရအောင် ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလျှော့စားရမလဲ ကြားတဲ့ ။ငွေကုန်ကြေးချမရှိပဲအရေးအကြောင်းတွေမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲ နေအောင်စီကိုတက်နိုင်ဆုံးရှောင်ရမယ်မဖြစ်မနေနေပူလဲသွားရမယ်ဆိုလို့ရှိရင်နေအောင်စီနဲ့ direct ထိတွေ့တာကိုရှောင်ပြီးခါကျတော့ထိတွေအုပ်ထုတ်တင်နေသွားဖို့လိုတယ် ။ Hello doctor ဘယ်ရကမြင်မြင်ရုပ်ကြစီလဲ stress များတာ ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလုပ်နိုင်မလဲ exercise ပုံမှန်လုပ်ရမယ်အေးဝအောင်အေးရမယ်ဆလစ်မတောက်ရအောင် ။အိုမင်းကြီးရတာကိုနှိကွေးစီဖို့ဘာတွေလျှော့စားရမလဲ ကြားတဲ့ ။ငွေကုန်ကြေးချမရှိပဲအရေးအကြောင်းတွေမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရလဲ နေအောင်စီကိုတက်နိုင်ဆုံးရှောင်ရမယ်မဖြစ်မနေနေပူလဲသွားရမယ်ဆိုလို့ရှိရင်နေအောင်စီနဲ့ direct ထိတွေ့တာကိုရှောင်ပြီးခါကျတော့ထိတွေအုပ်ထုတ်တင်နေသွားဖို့လိုတယ် Hello doctor